တိဘက်ဒေသလူသားနဲ့သဘာဝသိပ္ပံနဲ့တဏှာကြီးတနေရာထဲစုံနေတဲ့ကမ္ဘာခေါ်မိုးပေါ်ကဒေသတစ်ခုပါလူတချို့အတွက်တော့ဒီနေရာဟာကြမ်းတမ်းလွန်းတဲ့တောင်တန်းဒေသတစ်ခုဖြစ်နိုင်ပါတယ်ဒါပေမဲ့တချို့လူတွေအတွက်ကတော့ဒီနေရာလူသားယုံကြည်ချက်တွေဘောအမြင်တွေသဘာဝနဲ့အညီနေထိုင်တဲ့နီလန်းတွေအထူးဆန်းဆုံးပေါက်ဖွာလာတဲ့အံ့ဩစရာကမ္ဘာကြီးတစ်ခုပါဒီနေ့မှာတော့တိဘက်ဒေသရဲ့လူမှုဓလေ့ယုံကြည်ချက်ဒါနအီနဲ့သိပ္ပံအားလုံးကိုတစ်ချက်ချင်းစီစိတ်အေးလက်အေးနဲ့လေ့လာသွားကြရအောင်ပါတချို့လူတွေအတွက်တော့ကမ္ဘာပေါ်မှာအရန်ထူးဆန်းပြီးကြက်သီးထားစရာအကောင်းဆုံးဓလေ့တစ်ခုရှိပါတယ်အဲ့ဒါကကျွန်တော်တို့အများစုသိပြီးသားတိဘက်ဘာသာစကားနဲ့စို့ကြော်လို့ခေါ်တဲ့ကောင်းဝင်သင်္ချိုင်းဓလေ့ပဲဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ကွယ်လွန်သွားတဲ့လူရဲ့ခန္ဓာကိုယ်ကိုငှက်တွေကိုအစာဖြစ်ပေးရခြင်းပါတာမန်အားဖြင့် Facebook Social Media တွေပေါ်မှာလူတစ်ယောက်ရဲ့ရုပ်အလောင်းကိုဒီတိုင်းပစ်ထားပြီးငှက်တွေလာစားနေတဲ့ပုံကိုမြင်မှုကြပါလိမ့်မယ်ဒါပေမဲ့လက်တွေ့မှာတော့အဲ့ဒီလိုမဟုတ်ပါဘူးတိဘက်လူမျိုးတွေအတွက်ဒီဟာအခမ်းအနားအပြည့်စုံပါတဲ့စကြိုပွဲတစ်ခုပါမနက်ခင်းအာယုံတက်ချိန်မှာခမ်းနားကိုစတင်ကြပါတယ်ကွယ်လွန်သူရဲ့ရုပ်လောင်းကိုအဖြူရောင်ပိတ်ပါးနဲ့ပတ်ပြီးရွာနဲ့ဝေးတဲ့ငှက်စာကျွေးရန်သီးသန့်တောင်ကုန်းကိုတည်ဆောင်သွားကြပါတယ်အဲ့ဒီနေရာကိုတိဘက်ဘာသာစကားနဲ့ရိုဂျာလို့ခေါ်ပါတယ်အဲ့ဒီမှာရိုဂျာဘာလို့ခေါ်တဲ့အထူးအလုပ်လုပ်သူတွေစောင့်နေကြပြီးသားပါထူးခြားတာကအဲ့ဒီချိန်ရောက်လာပြီဆိုရင်ဘယ်ကနေရောက်လာမှမသိတဲ့လက်ရငှက်တွေကတောင်ကုန်းပေါ်မှာအစင်နဲ့စောင့်နေကြပြီးသားပါအခမ်းအနားစားတဲ့အခါထင်းကျူးဝင်တွေကိုမီးရှို့ပြီးအမွှေးနှစာတွေထွန်းညှိကြပါတယ်ပြီးတဲ့အခါရုပ်အလောင်းကိုအပိုင်းစားများခွဲစိတ်ပြီးလက်ရငှက်တွေကိုစတင်ကျွေးမွေးကြပါတယ်ဒီတိုင်းပြစ်ချလိုက်တာမဟုတ်ပါဘူးအသားတွေကိုတခြားပြင်းပြီးငှက်တွေကိုအလွယ်တကူစားနိုင်အောင်လုပ်ပေးကြတာပါအယိုးတွေပါမကြမ်းအောင်ထုခွဲပြီးစံပါလို့ခေါ်တဲ့အမှုန့်အဖြစ်ပြုလုပ်ပါတယ်ပြီးတော့ဇာမနီအကောင်ကြီးတွေစီကရတဲ့နှုတ်နဲ့လှုပ်ထားတဲ့ထောပတ်နဲ့ရောပြီးလက်ရငှက်တွေကိုထပ်မံကျွေးမွေးပါတယ်လူခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုမှမကြံရပါဘူးအပြင်ဘက်မှကြည့်ရင်တော့ရက်ဆက်ကြမ်းကြုတ်တယ်လို့ထင်စရာရှိနိုင်ပါတယ်ဒါပေမဲ့တိဘက်လူမျိုးတွေရဲ့ခံယူချက်ကတော့အဲ့ဒီအမြင်နဲ့လုံးဝဆန့်ကျင်ပါတယ်သူတို့ရဲ့ဗုဒ္ဓဘာသာအယူအဆအရလူတစ်ယောက်ရဲ့ကွယ်လွန်သွားတဲ့အချိန်မှာဝိညာဉ်ကခန္ဓာကိုယ်တွေကထွက်သွားပြီးသားဖြစ်ပါတယ်ကြံခဲ့တဲ့ခန္ဓာကိုယ်ဆိုတာအနှစ်သာရမရှိတဲ့အခွန်တစ်ခုသာဖြစ်ပါတယ်မီးရှို့လိုက်ရင်ပြာဖြစ်သွားမယ်ညီမြုပ်လိုက်ရင်ပိုးလောက်တွေဖြစ်သွားမယ်အဲဒါကြောင့်အခြားသတ္တဝါတွေကိုအစာဖြစ်ပေးရခြင်းကကွယ်လွန်သူအတွက်နောက်ဆုံးပြုလုပ်ပေးလိုက်တဲ့အမြင့်မြတ်ဆုံးဒါနလို့ယုံကြည်ထားကြပါတယ်ဒါအပြင်လက်တွေ့ကျတဲ့အကြောင်းပြချက်တွေလည်းရှိပါတယ်တိဘက်ဒေသကကြောက်တောင်တွေထူထပ်ပြီးမြေလွာတွေကတစ်နှစ်ပတ်လုံးရေခဲနေပါတယ်ညီမြုပ်ဖို့အရန်ခက်ခဲပြီးသစ်ပင်တွေရှားလို့မီးစကြိုကိုလည်းထင်းရှာရခတ်ပါတယ်ဒါကြောင့်တဘာဝနဲ့ကိုက်ညီဆုံးစနစ်ကိုနှစ်ပေါင်းထောင်နဲ့ချီအောင်အသုံးပြုနေကြတာဖြစ်ပါတယ်တိဘက်ဒေသကိုလူအများကမြင်မကြမ်းတဲ့တောင်တန်းဒေသတစ်ခုဖြစ်ပဲသိကြပါတယ်ဒါပေမဲ့ဒီနေရာဟာတဘာဝအခြေအနေတွေကြမ်းတမ်းမှုကြောင့်အခြားဒေသတွေမှာမတွေ့ရတဲ့ထူးခြားတဲ့လူမှုဓလေ့တွေယုံကြည်ချက်တွေဒါနအီတွေပေါက်ဖွာလာခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တိဘက်ရဲ့အထူးဆန်းဆုံးဓလေ့တစ်ခုကတော့ညီကိုတွေပေါင်းပြီးအိမ်အောင်ပြုကြတဲ့စနစ်တစ်ခုပါပုံမှန်အားဖြင့်ယောက်ျားတစ်ယောက်ကမိန်းမအများကြီးယူတာကိုလူတွေကြားဘူးကြပါတယ်ဒါပေမဲ့ဟိုးရှိတုန်းကတိဘက်ဒေသမှာတော့ဒီလိုမဟုတ်ပါဘူးမိန်းမတစ်ယောက်ကယောက်ျားအများကြီးကိုယူတာပါပြီးတော့အဲ့ဒီယောက်ျားအများကြီးဟာအများအားဖြင့်ညီကိုအရင်းတွေဖြစ်ကြပါတယ်ပုံမှန်အားဖြင့်အကိုအကြီးဆုံးကမင်္ဂလာဆောင်ပါတယ်ညီငယ်တွေကတော့အလိုလျောက်အဲ့ဒီအမျိုးသမီးရဲ့ခင်မွန်းတွေဖြစ်သွားကြပါတယ်မွေးလာတဲ့ကလေးတွေကလည်းဘယ်သူကအဖေဆိုတာမခွဲပါဘူးအားလုံးကအဖေလို့ပဲခေါ်ကြပါတယ်ဒါကိုကြားရင်တော်တော်ထူးဆန်းတယ်လို့ထင်ရနိုင်ပါတယ်ဒါပေမဲ့အကြောင်းပြချက်ကအရန်လက်တွေ့ကြပါတယ်တိဘက်ဒေသမှာစိုက်ပျိုးလို့ရတဲ့မြေယာရွှေ့ထက်တောင်တန်ဖိုးရှိပါတယ်ညီကိုတွေမိမတယောက်စီယူပြီးအိမ်အောင်ကွဲသွားခဲ့ရင်မြေယာကိုခွဲဝေလိုက်ရပြီးနောက်ဆုံးမှာဘယ်သူမှလှုပ်စားဖို့မြေမကြံတော့ပါဘူးဒါကြောင့်မြေမကွဲအောင်လှုပ်အားမကွဲအောင်မိသားစုစုအဖြစ်ဆက်လက်နေထိုင်မှုဒီစနစ်ကိုကျင့်သုံးခဲ့ကြတာပါတိဘက်လူမျိုးတွေရဲ့ဖျားရှိခိုးတဲ့ပုံစံကအရန်ထူးကြပါတယ်
ကျွန်တော်တို့လက်အုပ်ချီပြီးထီချင်း၅ပါးနဲ့ရှ िख ိုးကြပါတယ်တိဘက်လူမျိုးတွေကတော့အဲ့ဒီတက်ပို့ပြီးခန္ဓာကိုယ်အပြည့်အသုံးပြုပါတယ်ပထမဆုံးမတက်ရက်ပါတယ်ပြီးတော့လက်အုပ်ချီပါတယ်အဲ့ဒီနောက်မှာခန္ဓာကိုယ်တစ်ခုလုံးကိုမြေပြင်ပေါ်မှောက်ချပြီးလက်နှစ်ဖက်ကိုရှေ့ကိုအဆုံးထိစမ်းပါတယ်နောက်ဆုံးမှာတော့နှစ်ဖူးကိုမြေကြီးနဲ့ထိအောင်တိတိကျကျထိုးချပြီးရှ िख ိုးပါတယ်ဒီလိုရှ िख ိုးတာကိုတနေရာတည်းမဟုတ်ပဲရွေလျားပြီးတလန်းချင်းလုပ်သွားကြတာပါဒီဟာကကိုယ်အင်အားစိတ်အင်အားနှစ်ခုစလုံးကိုအပြည့်အဝအသုံးပြုတဲ့ယုံကြည်ချက်အလွန်နက်နဲတဲ့ဘုရားရှ िख ိုးတဲ့ပုံစံပါဒီလိုနဲ့ပဲတိဘက်ဒေသဟာကျွန်တော်တို့ထင်ထားသလိုကြမ်းတမ်းတဲ့တောင်တန်းဒေသတစ်ခုမဟုတ်ပါဘူးဒီနေရာမှာလူသားတွေရဲ့ဘဝကိုသဘာဝနဲ့မခွဲပဲယုံကြည်ချက်နဲ့အညီနှစ်ပေါင်းထောင်ကြီးအသက်ရှင်လာတဲ့လူသားဇလန်းတွေတိတ်တိတ်ကလေးဆက်လက်ရှိနေပါတယ်ကောင်းကင်သင်္ချိုင်းညီကိုပေါင်းအိမ်တော်ပြုစနစ်ခန္ဓာကိုယ်အပြည့်အသုံးပြုတဲ့ဘုရားရှ िख ိုးပုံစံဒါတွေဟာရက်ဆက်ကြံကြုံမှုမဟုတ်ပါဘူးသူတို့အတွက်တော့ဘဝကိုလေးစားခြင်းသဘာဝကိုပြန်ပေးဆက်ခြင်းနဲ့နောက်ဆုံးအထိတာဝန်ယူခြင်းတို့ပဲဖြစ်ပါတယ်ဒါကတော့ကမ္ဘာခေါင်မိုးပေါ်ကလူသားဇလံဒုတိယပိုင်းပါနောက်တစ်ပိုင်းမှာတော့တိဘက်ဒေသနဲ့ပတ်သက်ပြီးလူသားတွေအများအားစိတ်ဝင်စားကြတဲ့ရှမ်ဘဲလာရဲတီနဲ့ကီလာတတောင်ဆိုတဲ့ဒဏ္ဍာရီတွေကိုသိပ္ပံအမြင်နဲ့အတူဆက်လက်လေ့လာသွားပါမယ်ဒီလိုအကြောင်းအရာတွေကိုလက်မလွတ်ချင်ဘူးဆိုရင်ကျွန်တော်တို့ channel လေးကို follow လုပ်ပြီးတော့ like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်